တခုရှိတာနဲ့ဆွဲဆုံးသုံးလို့ရတဲ့ကိရိယာလေးတမ်းပြပါမြန်မာပရိသတ်ကြီးအခုမြင်နေရတဲ့ separate လို့တန်ချောင်းလေးကဘတ်ဆောင်အသုံးဝင်တဲ့မိဖို့ချောင်းသုံးပစ္စည်းလေးလို့ပြောရင်ယုံကြမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ရုပ်တရက်ကြည့်လိုက်တာနဲ့ဒါကတာမန်တန်ချောင်းလေးတစ်ခုလိုပဲထင်မှာမဟုတ်လို့ပါ။တကယ်တော့သူတစ်ခုရဲ့အသုံးမဝင်တာဖြစ်ပါလိ။သူ့ကိုဓာတ်တလက်နဲ့တွဲဖက်ပြီးတော့အသုံးပြုမယ်ဆိုရင်တော့အရာရာမှာသုံးလို့ရတဲ့အရာလေးဖြစ်သွားပါလိ။ဒါလေးကိုဓာတ်ရဲ့အသွားမှာတက်လိုက်မယ်ဆိုရင်တော့ပထမဦးဆုံးဂေါ်ဘီရုပ်တွေကိုပပလေးတွေချစ်လို့ရတဲ့ဂျစ်လေးတစ်ခုအဖြစ်ပြောင်းလဲသွားပါလိ။အဲ့လိုမဟုတ်သေးဘူးဒါကိုနည်းနည်းလေးအပေါ်ကိုဆွဲတင်ပြီးတော့ဒါနဲ့ကိရိယာလေးကြားကအကွာဝေးကိုချားလိုက်မယ်ဆိုရင်တော့အခွန်တင်တဲ့အရာလေးထပ်ပြီးတော့ဖြစ်သွားပြန်ပါလိဒီလိုမဟုတ်သေးဘူးအာလူးတွေကိုပပလှီးခြင်းနဲ့ဒါပေမဲ့စပွဲကုံပေါ်တင်ပြီးတော့မလှီးခြင်းဘူးဆိုရင်လည်းပဲဒီကိရိယာလေးကိုပဲထပ်မံအသုံးပြုပြီးတော့သူ့ရဲ့ပမာဏကိုချိန်ညှိရင်အာလူးလေးတွေကိုတတ်မှတ်ထားတဲ့ပမာဏလေးတွေဖြစ်အောင်လို့လှီးဖြတ်လို့ရပါသေးတယ်အခွန်တင်မလားပပချစ်မလားဘာလို့ချင်လဲလှုပ်ချင်တာလှုပ်လို့ရတဲ့အတွက်တခုရဲနဲ့အများကြီးအသုံးဝင်တဲ့ကိရိယာလေးလို့ပြောလို့ရပါလိ